See you lah. Yes, our good time. The nego single so in the town. Long. Did it so. We never did none. Punch you like. They ask you how you are, you just have to say that you're fine when you're not really fine, but you just can't get into it because they would never understand. မင်္ဂလာပါ2026မှာခဏကိုပြောင်းလဲခြင်းနဲ့ဈေးတန်တန်နဲ့ဂျင်ဆော့ခြင်းတဲ့တူတွေဒီဗီဒီယိုကိုအဆုံးထိကြည့်လိုက်ပါဒီနေ့မှာတော့ချွေးထုတ်ကန်လက်ရှိပြီးအသစ်ဖွင့်လာတဲ့ fitness center တစ်ခုလေးနဲ့မိတ်ဆက်ပေးခြင်းပါတယ်အခု fitness center ကတော့ထိုင်းနိုင်ငံဘန်ကောက်မြို့အစုပ်နားမှာဖွင့်လာပဲဖြစ်ပါတယ်အလုပ်ပိတ်ရက်ဖြစ်တာကြောင့်မလို့ကျွန်တော်ကတော့လမ်းမှာရှိတဲ့တဘာဝအလားတရားတွေကိုကောင်းကောင်းလေးခံစားဖြစ်ပါတယ်ကျွန်တော်တော့တိုင်ပတ်နေပါတော့နေရာအတစ်လက်ရှာဆိုတိုင်တော့နေပတ်နေဒီမှာပဲကျွန်တော်ထင်တော့ so ကိုနေရာတီးသွားပြီပေါ့နော်ပိုးထမ်းပေါ့နော် let's go yeah ES Tower အောက် let's go အဲဆိုဒီအောက်ထပ်မှာဝင်လာပြီပေါ့နော်ဒီအောက်ထပ်တဲ့ဝင်လာပြီးရင်ဒီမှာတက်လူကားနဲ့ချမ်းကောက်သွားအောင်高，到人，yes， go， 来记哦，对，等你讲你这段车嘛，NGU fitness 系喺度吹呢咯，哇，呢條腿嘅 J。ဆွဲနေနော်ဆေးရလားဝါစမ်းကြည့်လိုက်ဒီရလားမသိစမ်းလို့ရတယ်ဒါရစမ်းလို့ရလားမရသေးဘူးထင်တယ်ပြီးမှစမ်းမယ်မိုက်တာပဲဆိုတော့လုံးဝတစ်တယ်ဆိုမွေးနေမှာတက်အနက်碰出来。ကျင်ကတော့မြင်တဲ့အတိုင်းပဲတချို့ပစ္စည်းတွေဆိုရင်စင်တော့မှရှိတယ်ပေါ့နော်တက်လားမတက်လားဆိုဒီမှာ C2 လို့ရှိတယ် skin machine ရှိတယ်ဘောမှာပြီးတဲ့ဆက်လေးရှိတယ်ပေါ့နော်ရှိမှလည်းဒီကြိုက်တဲ့ဒီမှာ train နဲ့ဆက်လေးရှိတယ်ပေါ့နော်ဆက်တွေတော့တော်တော်များတယ်ဒီကျင်မှာso ထဲဝင်တော့တစ်ချက်စမ်းကြည့်မယ်နော်ဟိုပူနေရော oh shit တော့ဘောချသွားတယ်ဘောဘောချသွားထဲယူလိုက်ဒီလိုလေးပြန်သေးတာကြောက်ခဲလေးနဲ့အောက်မှာဟိုလက်စစ်နဲ့အပူပေးတာဟုတ်တယ်ငါဟုတ်ကွယ် မင်္ဂလာပါချင်းနေ ကောင်းတယ် ကောင်းတယ်ဗျာကောင်းတယ်ဗျာ နော်โอเคအခုကဒီဂျင်မှာအတစ်ဖွင့်ထားတာဗောနော် ဟုတ်တယ်ဗျာဂျင်နာမည်လေး gym နာမည်က NGU fitness never give up တဲ့သူက never give up နော်ဂျင်နာမည်က ဟုတ်ကဲ့ဗျာ တော့ဂျင်ကပယ်ချိန်နဲ့ပယ်ချိန်ဖွင့်တာလေ အခုတော့ဒီမှာကျွန်တော်တို့တထေးနဲ့ကျွန်တော်ပဲရှိတယ်ဆိုတော့လေ9နာရီကနေ12နာရီည12နာရီတိဗျာ ခုနနားနဲ့ည7နာရီဖွင့်တာဗောနော်တော့ဂျင်ရဲ့ဒီရှိရဲ့နေရာလေးလည်းတစ်ချက်လောက်ပြောပြပါဦး ဒီအစိုး27တဲ့ terminal 21နဲ့နားလေးပေါ့နော်
ဆိုရင်ဒီကဆိုရင်အဆုတ်21 Sukhumvit ပြောမှဆို BS Tower PS Tower ဟုတ်တယ်ဗျဒီ PS Tower ကိုထပ်မှာ BS Tower 6ထပ်မှာရှိလို့ပြောလို့ရပါဘူးเนาะတကယ်လို့အောက်ကနေဝင်လာပြီးတော့ဆိုအဲ့တက်လီကနေ6ထပ်ကိုတက်လာလိုက်6ထပ်တက်လာပြီးတော့ရင်ညာဘက်ချိုးလိုက်ရင် ညာဘက်ချိုးလိုက်တခါတည်းချင်း တန်းရောက်ပြီเนาะ NG ကျွန် ဖြစ်နေ တော် ပါ စိုင်းလိုက်တကားမှာကတ်တာ ဈေးနှုန်းလေးလည်းတစ်ချက်လောက်ပြောပါအောင်ဘာလို့ဆိုတော့ဒီက2025ကုန်ပြီးတော့2016ကူးတော့မယ်ဆိုတော့ body transformation လုပ်ချင်တဲ့လူတွေအတွက်ပေါ့နော် အေးကျွန်တော်တို့တော့လောလောဆယ်တော့ Monster promotion ရှိတယ်ပေါ့ဗျာဆိုရင်တစ်လကို2000 3500အေးနဲ့ဘက်မှာဘက်သွားရင်ကျတော့သူကဈေးရအောက်ချသွားတယ်ပေါ့ အဲဆိုရင်လများသွားရင်ဈေးကကျအောင်နော် ဟုတ်တယ်ဗျ အဲဆိုနှစ်နဲ့ယူရင်လည်းဈေးက နည်းနည်းယူရင်ကျတော့တစ်နှစ်ကို single ဆိုရင်တော့1000ပေါ့အဲနဲ့နှစ်ယောက်ယူမယ်ဆိုရင် couple နဲ့သွားမယ်ဆိုရင်ကျတော့15000ပေါ့ဗျာ โอเคအဲဆိုရင်ကြီးစားတွေပါရှိရလူ girlfriend တွေရှိရလူဆိုရင်ဒီမှာလာ join လို့ရပါဘောเนาะတစ်နှစ်စာ membership ဝင်ပြီးတော့ဆို1000ခွဲပဲကြာမှာတကယ်လို့ girlfriend မရှိရင်လည်းကိုတငယ်ချင်းနဲ့ဒီမှာ1 year membership join ပြီးတော့1000ခွဲယူလိုက်ပါเนาะဒီမှာ1000ခွဲပဲကြာမှာ1 year membership မှာ2ယောက်တကယ်လို့1ယောက်ဆိုရင်တော့1000ပဲเนาะ set တွေကလည်းအတစ်တွေပဲเนาะ ဟုတ်တယ်ဗျကျွန်တော်တို့မှာစောင်းနာလည်းရှိသေးတယ်လေ ဟုတ်တယ်စောင်းနာကလည်းမိုက်တယ်ဆိုတော့လုံးဝဒီမှာ set တွေလည်းအတစ်ပဲလုံးဝ parking ကိုကန်ရမှာကွာဒီမှာတော့လုံးဝသူအနက်အတက်တွေကစပါတော့လုံးဝအတက်အနက်နေပဲရအောင်ဒီမှာပြီးတော့ဆောင်းနာလေးရှိရယ်လုံးဝဟိုမှာလေ့ကျင့်ခန်းလုပ်ပြီးတော့ဆောင်းနာဝင်ပြီးတော့ share ပဲတကယ်လို့ဒီမှာအစုပ်နားနေတဲ့လူဆိုရင်တော့လာ join လိုက်ပေါ့နော်ဒီမှာလာ join လိုက်ဒီအကိုကြီးရှိရယ်ဆိုတော့ဟိုလာပြီးတော့ကြည့်လို့ရတယ်ပေါ့နော်ဒီမှာလာပြီးတော့အချိန်နေလာကြည့်ပေါ့တရက်နေ့ရက်ပြီးရင်ဒီမှာတရက်နေ့ရက် free train လို့ရတယ်နော် okay ပြီးရင်ကိုကစိတ်ဝင်စားဆိုဒီမှာ membership ဝင်ပေါ့နော် okay အားလုံးကိုကျွန်တော်ကတော့ဖိတ်ခေါ်လိုက်တယ်နော်ဒီမှာNGU fitness ဆိုလာဖို့ welcome ပါလို့ဆွနာလေးချိုးပြီးဆိုတော့ဒီနေ့တော့ဒီလောက်ပဲပြန်တော့မယ်ဒါကတော့ကျွန်တော်အောက်ရောက်လို့ရိုက်ထားတဲ့မြင်ကွင်းပေါ့နော် PS Tower မှာလည်းရေးထားတယ်ပေါ့နော် NUG fitness ဆိုတော့ရေးထားတယ်ဘိုက်စာနေရာနဲ့7မှာ chocolate မုံကျွတ်လေးဝယ်လိုက်ပါတယ်မလိုက်ပြန်ကြရင်လည်းကျွန်တော်နွားနုနဲ့တောက်လို့ရအောင်ပေါ့နော်အားလုံးပဲကျွန်တော်ဗီဒီယိုအဆုံးထိကြည့်ပေးကြလို့ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာလည်းဆုံးကြပါမယ် peace